Hello မင်္ဂလာပါငါကယောက်ျားမိန်းမလည်းရှိတယ်ဘာကြီးမှစုံတွဲတွေနဲ့အားလုံးပဲပျော်ရွှင်ကြတယ်ငါကပြည့်စုံတယ်မိန်းမကလည်းပြည့်စုံတယ်ကဘာကြီးမှအမှန်တရားတွေနဲ့အားလုံးပဲသာယာကြတယ် Okay let's goကဘာကြီးဟာယောတာမှုနဲ့စံပြမှုတွေဖြစ်နေပါတယ်တဘာဝအမှန်တရားတွေကလည်းအမြဲတမ်းပဲဖြစ်နေပါတယ်ဝါကြီးဟာအကောင်းတရားနဲ့ဆိုတရားတွေတွင်တွဲနေတယ်ငါကလည်းတတိရှိပြီးချစ်မိန်မနဲ့အတူရှိပါတယ် Okay let's go ငါကဟိတ်ကြီးငါမိန်မကဟန်ကြီးဘွာကြီးမှာကောင်းကောင်းနေမှတည်မြဲခြင်းဆိုရရတယ်ငါကဆရာကြီးငါမိမကလည်းဆရာမကြီးဘွာကြီးမှာသီလဆောင်မှနိဗ္ဗာန်ဆိုရတွေကိုရမယ် Okay let's go ကဘာကြီးဟာယောတာမှုနဲ့စံပြမှုတွေဖြစ်နေပါတယ်တဘာဝအမှန်တရားတွေကလည်းအမြဲတမ်းပဲဖြစ်နေပါတယ်ဝါကြီးဟာအကောင်းတရားနဲ့ဆိုတရားတွေတွင်တွဲနေတယ်ငါကလည်းတတိရှိပြီးချစ်မိန်မနဲ့အတူရှိပါတယ် Okay see you bye bye good night